အားလုံးပဲမင်္ဂလာပါဗျာလူငယ်တယောက်စိတ်ဓာတ်ကျနေသည်ဆိုတဲ့စာအုပ်လေးကိုပြန်လည်မျှဝေဖတ်ပြလိုက်ပါရခင်ဗျာမိဘကိုမေတ္တာပို့ပြီးမှအဲ့ရထားတဲ့ကျင့်မိဘကိုမေတ္တာပို့ပြီးမှအဲ့တဲ့ကျင့်လေးလှုပ်ထားမယ်ဆိုရင်တင်လဲအေးချမ်းနေရမှာဖြစ်တယ်လို့မိဘတွေလဲစိတ်ချမ်းသာနေမှာသိချပါပဲကဲကျွန်တော်တို့ရဲ့မိဘတွေကိုမေတ္တာပို့ကြရအောင်နော်ရှင်ဖျားလက်ရှိချင်းနေမှာတပည့်တော်ကိုယ်တိုင်လုံးဝမပြောရွှင်နေရပေမဲ့တပည့်တော်ရဲ့ဖေနဲ့အမေတော့ပျော်ရွှင်ရပါစေဖျားဒီထက်မကကောင်းမွန်ပြည့်စုံအောင်ဖေနဲ့အမေကိုထားလို့တာကြောင့်တပည့်တော်ရဲ့ဖေနဲ့အမေသိရှိလို့ကျမ်းမာပါစေဖျားဖျားတပည့်တော်နာကပြုံးနေပြီးဥတီယာမဲ့နေပေမဲ့စတဝါဝါနဲ့ပန်းတိုင်ကိုရှုံလန်းနေပါတယ်ဖျားတပည့်တော်ပန်းတိုင်စီကိုရောက်လှမ်းနိုင်ပြီးအောင်မြင်ပျော်ရွှင်နေပုံလေးကိုတော့ဖေနဲ့အမေသိရှိစဉ်ကာလလေးမှာမြင်တွေ့သွားနိုင်ပါစေဖျားဖေနဲ့အမေနာယောဂကင်းရှင်းပြီးစိတ်ချမ်းမြေ့စွာအေးချမ်းစွာပူပင်ကင်းစွာနေနိုင်ပါစေဖျားတပည့်တော်ဖေနဲ့ဖျားတပည့်တော်မေသွားလေရာလာလေရာကလမတိစုမညိပဲဘေးအန္တရာယ်များကင်းရှင်းပါစေဖျားတပည့်တော်ရဲ့မိဘနှစ်ပါးစလုံးကိုစောက်ရှောက်ကြကုန်သောနတ်ပေါင်းတို့လည်းကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေဖျားဖေနဲ့အမေရဲ့လူအင်စန္ဒများမြန်ဆုံးပြီးဝပြီးဒီထက်မကကောင်းမွန်ပြည့်စုံတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ပါစေဖျားတပည့်တော်သိကြီးလာလေမိဘနှစ်ပါးကိုစောင်းရှောင်းရမှလွန်ကြောက်လာလေမို့ဖျားတပည့်တော်ရဲ့မိဘနှစ်ပါးလဲသိရှိကြမ်းမာနေနိုင်ပါစေဖျားတရင်မပြတ်မေတ္တာပို့ပါမိဘကိုလှုပ်ကြွေးပြုစုနိုင်အောင်ကြိုးစားပါမိဘကိုစိတ်ချမ်းသာအောင်ထားဖို့လုံးဝမမေ့ပါနဲ့နော်အားလုံးကျေးဇူးပါနဲ့